TV ကြပြီဗျအလိုက်ရွှေမှလည်းကျွန်တော်ပြောပြီးသွားပြီအားလုံးလည်းဗီဒီယိုတွေတင်ကြတာအားလုံးတွေ့ကြမယ်ထင်တယ်ဗျဒီဗီဒီယိုမှာဖျက်ဗျဒီတိုင်းကျွန်တော်တင်လိုက်တော့မနော်ရှင်းလိမ့်မယ်အားလုံးမပြောဘူးစိတ်တမကြကြပါဘာမှမနေကြပါနဲ့ဗျာကျွန်တော်လက်စိတ်မကောင်းဗျာအမှန်တည်းဗျာကျွန်တော်စုံဖြတ်ချက်ပေါ့နော်ကျွန်တော်ကောင်းကောင်းချပြီးသွားပြီကျွန်တော်စဉ်းစားနေတာနားဖို့လုပ်နေတာကျွန်တော်2025လောက်တည်းက2024 2025လောက်တည်းပေါ့ကျွန်တော်နားကြည့်နေတာဗျအဲ့တော့ကျမကြီးတွေလည်းထိခိုက်တော့လည်းပါတယ်ကျွန်တော်လည်းဘယ်လိုပြောမလဲတကယ်ကျွန်တော်ပျော်ရွှင်မှုတွေဟိုအရင်တော့လိုမျိုးမပေးနိုင်တော့ဘူးဗျာကိုနိုင်ကလည်းမပျော်တော့ဘူးအားကြောင့်ကျွန်တော်နားတာပေါ့ကျွန်တော်နောက်ပြီးတော့ကျွန်တော်အကောင်းဆုံးကျွန်တော်ရှိနေတဲ့အချိန်တွေမှာဗျာကျွန်တော်ဒီလက်ဆွေးလွှင့်နေတဲ့ကာလတွေကျွန်တော်ဒီမှာအကောင်းဆုံးကျွန်တော်လုပ်ပေးခဲ့ပြီးပါပြီအမှတ်တရတွေအများကြီးလည်းကျွန်တော်တကယ်တို့ထားပေးခဲ့ပြီးပါပြီဗျာကျွန်တော်အခုနားမယ်ဆိုတာကလည်းဒီကျမ်းမာရေးအကြောင်းလည်းပါတယ်နောက်ပြီးတော့ကျွန်တော်အိမ်မက်လေးတွေရှိတယ်ဗျာငငယ်တုန်းကလေကျွန်တော်လှုပ်ရှင်တဲ့အရာလေးတွေအများကြီးရှိခဲ့တယ်ကျွန်တော်တက်အခုဆို28နှစ်ပြည့်ပါပြီဗျာအခုလာခဲ့တဲ့အလွန်ခဲ့တဲ့2လပိုင်းဗျာအဲ့တော့ကျွန်တော်ရှောက်ကျင်တဲ့လမ်းလေးတွေရှိသေးတယ်ဗျအဲ့ဒါလေးတွေကျွန်တော်အကောင့်ထဲပို့ခြင်းတယ်ကျွန်တော်အိမ်မက်လေးတွေပေါ့လေကျွန်တော်တကယ်လို့ပြစ်ထားခဲ့တာမဟုတ်ဘူးဗျာကျွန်တော်အကောင့်ဆုံးတွေလုပ်ပေးခဲ့ပြီးပါပြီကျွန်တော်ရှိပြနာဘယ်လိုပြောမလဲဟန်ဆောင်ပြီးတော့လည်းကျွန်တော်မနေတတ်ဘူးဗျာတိန်တော့အားလုံးသိကြတဲ့အတိုင်းကျွန်တော်ဟန်ဆောင်ပြီးတော့လုပ်တယ်ကျွန်တော်လုပ်ချင်တာကျွန်တော်တကယ်ရင်ထဲအပိုင်ပြုံးပြတယ်စင်တော့ပိုင်မပြောဘူးဗျာသိရမလားပေါ်မှာပေါ်ရတာမတနေရအခုဆိုလဲကျွန်တော်တို့ဒီပတ်စီအားဆိုလဲကျွန်တော်တို့ဒီနောက်ပိုင်း keyword တွေတော်တော်ကြီးဦးစားပေးတာလေးမယ်လေဗျာ streamer တွေလည်းနောက်ပိုင်းတော်တော်များများထွန်းပေါက်လာကြပြီဟုတ်တယ်မလားကျွန်တော်ရှိနေတဲ့ကာလမှာလဲကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပြီးပါပြီဗျာအများကြီးပါပဲကျွန်တော်တို့ဆိုလဲစခဲ့တဲ့ YouTube ကနေစခဲ့တာလို့မှတ်ပြီးတယ်နော်ကျွန်တော်အမှတ်တရတွေတကယ်ကျွန်တော်အများကြီးကျွန်တော်ပေးခဲ့ပြီးပါပြီကျွန်တော်တို့စူးစမ်းခဲ့ပြီးပါပြီဗီဒီယိုတွေဆိုတော့သူများနဲ့မတူအောင်ကျွန်တော်အမှတ်တရကျွန်တော်ပေးခဲ့တာအများကြီးမှတ်ပြီးတယ်နော်ကျွန်တော်အမှတ်တရတွေအများကြီးပါပဲဗျာနောက်တော့ PMGC မှာတော့ဆိုလဲဒီမြန်မာကိုစားပြုအနေနဲ့ကျွန်တော်တို့ဆုနဲ့ဆုတော့ကျွန်တော်တိုက်ယူပေးခဲ့တယ်ဗီဒီယိုတွေဆိုလဲသူများနိုင်ငံတွေမှာမလုပ်ဘူးဗျာအဲ့လိုမျိုး quality ကောင်းကောင်းတယ်ဗျာ keyword တွေမလုပ်ကြဘူးကျွန်တော်လုပ်တယ်နောက်ဆုံးဆိုတော့အခု Passive Mobile လည်းမြင်သွားတယ်ဗျာကျွန်တော်တို့အဲ့လိုကျွန်တော်လုပ်ပေးခဲ့တဲ့အရာတွေအားလုံးသူတို့မြင်တယ်ပြီးတော့ဒီစုတွေအကြောင်းလည်းပါတယ်ဗျာရသွားတော့အခုဆိုလဲမြန်မာနိုင်ငံကိုတအားဦးစားပေးတာဗျာတွေ့တယ်မလားကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပါဗျာကျွန်တော်အခုချိန်မှာကျွန်တော်နားလဲကျွန်တော်ပျော်ကြီးနားနိုင်သွားပြီဟုတ်တယ်မလားအဲ့တော့အားလုံးစိတ်ဓာတ်မကြကြပါနဲ့စိတ်လည်းဝမ်းလည်းမနေကြပါနဲ့ကျွန်တော်အားလုံးချစ်တယ်တကယ်ပြောတာကြည်ကျင်ထဲမှာပြောချင်ဆုံးအရာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဟိုအရင်ကတည်းကပေါ့နော် YouTube 9နှစ်ကာလလုံးမှာကျွန်တော်အခုဒီလောကထဲကြောင်းနေ9နှစ်ကာလလုံးမှာYouTube ဘဝကနေ Facebook gaming ဘက်ကိုလာတယ် TikTok ဘက်ကိုလာတယ်ကျွန်တော်အားပေးခဲ့ကြတယ်ညီကောင်မောင်နှမတွေအများကြီးရှိတယ်ကျွန်တော်တို့စူးစမ်းခဲ့ကြတယ်တူတူပဲရုံးပန်းခဲ့ကြတယ်ကိုတူကိုချွန်တယ်စူးစမ်းခဲ့ကြတယ်အများကြီးပဲနော်အားလုံးကျွန်တော်ဘေးနားမှာ support ပေးကြတယ်ကျွန်တော်ဘေးနားမှာအမြဲတမ်းနေပေးခဲ့ကြတယ်ညီကောင်မောင်နှမတယောက်ချင်းစီတိုင်ကိုကျွန်တော်ဒီ file နေနာကနေကျွန်တော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တကယ်ကိုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အရင်လည်းမှတ်တရဖြစ်တယ်ကျွန်တော်အားလုံးလည်းရင်ထဲမှာတကယ်သိမ်းထားပါမယ်တကယ်ကြီးပေးပါရဗျာကျွန်တော်အသက်ကြီးသွားတော့မှကျွန်တော်မှတ်တရအနေနဲ့သိမ်းထားပါကျွန်တော်အားပေးခဲ့တဲ့ညီကောင်ကတော့အများကြီးရှိတယ်ကျွန်တော်သွားစီတဲ့လမ်းလေးတွေရှိတော့လေဒါပေမဲ့ကျွန်တော်ပြန်လာခဲ့မယ်ဆိုတော့ဒီ live stream လို့ game တွေပိုင်းဆုံးမှာတော့မဟုတ်ဘူးပေါ့တခြားတစ်ပုံစံတစ်မျိုးနဲ့ကျွန်တော်ပြန်လာခဲ့မယ်အားပြီးသွားရင်ကျွန်တော်လုပ်ချင်တဲ့အိမ်မက်လေးတွေကျွန်တော်ကြိုးစားလိုက်အောင်ပါအားကြတယ်ဗရာသားယာဘိုးပြန်နဲ့အင်းကြီးနဲ့ကျွန်တော်ဘာပြောအောင်မသိဘူးတကယ်ကင်မရာကြီးထောင်ပြီးပြောတော့အမှန်တည်းကျွန်တော် live stream မှာ live stream လို့ယူပြောကြတော့လေ comment တွေ fake စိတ်တော့မကောင်းဘူးဗျာကျွန်တော်မပြောအောင်မသိဘူးအခုကင်မရာထောင်ပြောမယ်ဆိုတော့လေပြောဘာဒီမှန်းလို့ပြောအောင်မသိရကျွန်တော်စကားလှလည်းပြောမတတ်ဘူးအစိတ်တော့မကြပါနဲ့ဟုတ်ပါlive stream မနာတာဗျာကျွန်တော်ဗီဒီယို content လေးတော့လုပ်နေအောင်မယ်နော်ကျွန်တော်အားပေးကြပါဦးအတိတော့ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါဟုတ်ပါ